ပူပူညညာမြေထန်းတော်တွေကိုလမ်းခဲ့လေထမ်းပင်တက်ဖို့ရင်ပကြိုးခါမှချိတ်လို့အားခဲနေချင်းလင်းလေးတွေနင်းလို့တဲ့အပေါ်ရောက်ရင်တော့စိမ်ပဲပြောထမ်းရီအိုးလေးချိတ်ခဲ့ပြီးအောက်ကိုပြန်ဆင်းလာခဲ့ဆိုညမြေရဲ့ထန်းတော်ပြောစရာကောင်းတဲ့တို့တော့ထမ်းရင်ချိုချိုတောက်လိုက်ရင်လူကတော့လမ်းသွားတာပေါ့ဟာကလေးတွေပြောရင်လည်းဝိုင်းဖွဲ့ကတောက်ကြမယ်အညညာတို့ရဲ့ဒါလေးတကယ်ကိုမြူးကြွနေတယ်တကယ်ကိုမြူးကြွနေပေါ်တဲ့ဒါလေးတက်တလက်ကိုင်းလို့ပေါ်ထန်းသီးနူးနူးလေးတွေခုတ်အောက်ကလူကစီးလို့ကောထန်းရည်နဲ့ကထန်းလျက်ချက်ချိုချိုလေးနဲ့စားလို့ကောညညာမြေရဲ့ယတနာထန်းပင်ကြီးတွေဂုံယူကြောင်းညမြေရဲ့ထန်းတော်ပြောစရာကောင်းတဲ့တို့တော့ထန်းရီချိုချိုတောက်လိုက်ရင်လူကတော့လမ်းသွားတာပေါ့